င်္ဂလာပါရှင် A1 Mobile Electronics ဆိုင်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ဈေးတင်ပြီးပစ္စည်း quality ကောင်းတဲ့ Mydia brand တွေကနေအသစ်ရောက်ရှိထားတဲ့ air fryer လေးနဲ့မြင်မိတ်ဆက်ပေးသွားပါမယ်ရှင် Model number CN55D2 ကတော့၄တောင်ကြကြဒီဇိုင်းနဲ့ဟိုမှာသူ့ထဲမှာဆိုလို့ရှိရင်လည်း 4.8 liter အထိအောင်ထည့်ပြီးတော့ချက်နိုင်ပါတယ်ရှင် Control panel တွေကိုတော့ digital touch နဲ့ပဲ control လုပ်လို့ရမှာပဲဖြစ်ပါတယ်ရှင်သူ့မှာပါတဲ့ function လေးတွေကလည်းရိုးရိုးရှင်းရှင်းပဲမလို့အသုံးပြုရလွယ်ကူပါတယ်ရှင်အကျော်ချင်းဆိုရင်လည်း non-stick ကုန်တင်ပါလို့အစားအစာတွေကတ်မနေပဲဆေးကြောရလည်းလွယ်ကူပါတယ်ရှင်Dual cyclone နည်းပညာပါဝင်တဲ့အတွက်ကြောင့်မလို့စီလျှော့ထားတဲ့သူတွေအတွက်ဆိုရင်လည်းအစီ90%အထိတောင်ရှော့ချပေးလို့ကျန်းမာရေးလိုက်စားတဲ့သူတွေအတွက်ဆိုရင်လည်းအထူးသင့်တော်ပါတယ်ရှင်Model number CN35B ကတော့စိုက်ပိုသေးသွားပြီးဒီဇိုင်းကိုလည်းအဝိုင်းပုံစံပြုလုပ်ပေးထားတဲ့အတွက်ကြောင့်မလို့မိဖို့ကြောင့်ထဲမှာထားမယ်ဆိုလို့ရှိရင်လည်းနေရာစားသက်သာပါတယ်ရှင်ဒီ air fryer လေးကိုလည်း digital touch နဲ့ပဲ control လုပ်လို့ရပါမယ်ရှင်ဒီ air fryer လေးရဆိုလို့ရှိရင်လည်းစိုက်သေးသွားပြီး 3D airflow system ကိုအသုံးပြုပေးထားတဲ့အတွက်ကြောင့်မလို့အစားအစာတွေကိုအပြင်ကျွတ်ပြီးတော့အတွင်းမှာနူးအိနေအောင်လည်းလင်းလင်းမြန်းမြန်းချက်ပြုတ်ပေးနိုင်ပါတယ်ရှင်အခုမင်းပြပေးသွားတဲ့ Mydia brand တွေက air fryer လေးတွေအပြင်တခြား brand တွေက air fryer အမျိုးအစားအစုံလည်းမင်းတို့ဆိုင်မှာရှိသေးရမလို့ air fryer ဝယ်ဖို့စဉ်းစားနေပြီဆိုလို့ရှိရင်တော့ A1 Mobile Electronics ဆိုင်ကိုအရောက်လမ်းခဲ့လိုက်တော့နော်